ရီးသည်တင်မှန်လုံကား16စီးနဲ့နိုင်ငံအနှံ့မူရစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်နေတဲ့ရခိုင်လက်နက်ကိုင်အဖွဲ့အေးရဲ့စီးပွားတာဝန်ခံဦးဆောင်တဲ့မူရစ်ကိုင်းကြီးကိုရန်ကုန်မြို့မှာဖမ်းဆီးလိုက်ပြီးပဲဖြစ်ပါတယ်။ဒီသတင်းအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာနေချစ်တဲ့မီဒီယာကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မေတ္တာရပ်ခံပါရစေ။အခုမလာတဲ့မှာရန်ကုန်မြို့မှာလှုပ်ရှားနေတဲ့မူရစ်မောင်ကိုကိုင်းကြီးတွေကိုငွေကျပ်ဘီလီယံ100နီးပါးတန်ဖိုးရှိတဲ့ဝိရစေဝါတွေနဲ့အတူဇိမ်ခံပစ္စည်းအများအပြားကိုဝိရစေဝါတာစီနေနေရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုဖမ်းဆီးရမိခဲ့တဲ့ဝိရစေဝါတွေနဲ့ပတ်သက်လို့ဖြစ်စဉ်အသေးစိတ်ကိုဖော်ပြပေးချင်ပါတယ်။ပထမဦးစွာမူရရဲတပ်ဖွဲ့ဝင်တွေဟာကြိုတင်သတင်းရရှိတဲ့အတွက်မတ်လ6ရက်နေ့ည9:00နာရီခွဲအချိန်လောက်မှာရန်ကုန်တိုင်းတောင်ဒဂုံမြို့နယ်တလေးလေးရပ်ကွက်စင်ဖြူရှင်လမ်းမှာရှိတဲ့အမှတ်946/540ခုကိုတောင်ကိုဝင်ရောက်ရှာဖွေခဲ့တယ်လို့မိုးရဲတပ်ဖွဲ့တွေကပြောပါတယ်။အဲဒီကိုတောင်ကိုရှာဖွေရမှာတော့တန်းလွင်ဝေယအောင်ခေါ်သားကြီးတန်ကောင်းဆက်ခေါ်ပေါင်ချင်းရရင်နိုင်လှတန်းခေါ်ရာကိုတူ9ဦးကို ice မူရစေဝါ1.2 တန်နဲ့အတူစတင်ဖမ်းဆီးရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ဒါအပြင်၎င်းတို့နဲ့အတူToyota Hilux ကားတစ်စီး, Land Cruiser ကားတစ်စီးနဲ့ Mercedes ကားတစ်စီးတို့ကိုလည်းထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မိုးရဲတပ်ဖွဲ့ဝင်တွေဟာအခုလိုစတင်ဖမ်းဆီးရရှိခဲ့တဲ့9ဦးကိုစစ်ဆေးတဲ့အခါမှာတော့ ice မူရစေဝါ1.2 တန်ဟာဝကိုပိုင်အောင်ချက်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်တဲ့တင်မောင်ဝင်းဆိုသူရဲ့အစီအစဉ်နဲ့တန်းလွင်ကတာဝန်ခံကတည်ဆောင်ရောင်းဝယ်ခြင်းဖြစ်တယ်လို့ထွက်ဆိုထားကြပါတယ်။ဖမ်းဆီးရရှိထားတဲ့တန်းလွင်ဆိုသူထံမှ ice မူရစေဝါတွေကိုရန်ကုန်မြို့မှာတဆင့်ပြန်လည်ရောင်းချနေတဲ့ဟိန်းစီသူခေါ်ဇော်အောင်ခေါ်အောင်ကိုခေါ်ထင်လင်းပြေကိုတာဂေတာမြို့နယ်မှာထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့နောက်ထပ်ရောင်းချနေသူတအုပ်ဖြစ်တဲ့တင်လာကောစတစ်ကိုလည်းတောင်ဒဂုံမြို့နယ်ထဲမှာဆက်လက်ဖမ်းမိခဲ့တယ်လို့မူရရဲတပ်ဖွဲ့တွေကပြောပါတယ်။ဒါအပြင်မူရရဲတပ်ဖွဲ့ကထပ်မံရရှိထားတဲ့သတင်းကွင်းဆက်တွေအရမတ်လ6ရက်နေ့ည9:00နာရီခွဲအချိန်ကမှရန်ကုန်တိုင်းမြောက်ကလာပမြို့နယ်သုဒ္ဓမာလမ်းမကြီးပေါ်မှာကြော်သိန်းခေါ်ကြော်ကောအသေးလေးမောင်းနေလာတဲ့ဘတ်စကားတစ်စီးကိုစစ်ဆေးရှာဖွေတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုစစ်ဆေးရှာဖွေတဲ့အခါမှာတော့ဘောက်ကားပေါ်မှာ ice မူရစေဝါ1.265 တန်နဲ့ကတမင်း200ကီလိုကိုထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆက်လက်ပြောပါတယ်။အဲဒီလိုဖမ်းဆီးရရှိခဲ့တဲ့မူရစေဝါတွေနဲ့ပတ်သက်လို့စစ်ဆေးဖော်ထုတ်တဲ့အခါမှာတော့၎င်းစေဝါတွေဟာမလေးရှားပင်လယ်ပြင်မှာချိတ်ဆက်ရောင်းချမယ်စေဝါတွေဖြစ်ပြီးတော့အဲဒီစေဝါတွေကိုရခိုင်လက်နက်ကိုင်အဖွဲ့အေးရဲ့စီးပွားတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်း၎င်းရဲ့ဇနီးဖြစ်သူရွှေကောင်းသား14ပိုင်ရှင်မက်တီတာမြင့်တို့ကစီမံခန့်ခွဲကတည်ဆောင်ရောင်းဝယ်နေတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကထပ်မံဖော်ထုတ်ထားပါတယ်။ဒါအပြင် ice မူရစေဝါတွေကိုရွှေကောင်းသား14နဲ့မလေးရှားပင်လယ်ပြင်ကိုပို့ဆောင်ရောင်းချရာမှာအဓိကဦးစီးလုပ်ကိုင်နေတဲ့မျိုးမင်းစုခေါ်ကိုမျိုးကိုလည်းice မူရစေဝါတဒန်းနဲ့အတူထပ်မံဖမ်းဆီးရရှိထားတယ်လို့သိရပါတယ်။ဒါအပြင်မလေးရှားပင်လယ်ပြင်ကိုမူရစေဝါတည်ဆောင်ရောင်းဝယ်ရာမှာပူးပေါင်းပါဝင်နေတဲ့ကျော်ဝေထွန်းတိန်ထုံခေါ်တန်းစင်ရန်ရှင်းအောင်နဲ့ဇော်အောင်တို့ကိုလည်းစိတ်ကြီးခနောင်တူမြို့နယ်ထဲမှာဆက်လက်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။အခုလိုထပ်မံဖမ်းဆီးရမိခဲ့တဲ့မူရစေဝါတွေနဲ့ပတ်သက်လို့အေးအဖွဲ့ရဲ့စီးပွားတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလင်းနဲ့ဇနီးဟာတက်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာမော်တော်ယာဉ်ဂိတ်တွေဖွင့်လှစ်ကကိုပိုင်ခရီးသည်တင်မှန်လုံကား16စီးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။မြန်မာနိုင်ငံမူရရဲတပ်ဖွဲ့အနေနဲ့အခုလိုဖမ်းဆီးရရှိထားတဲ့မူရစေဝါတွေနဲ့ပတ်သက်လို့ပတ်သက်ဆက်နေသူတွေကိုမူရဥပဒေနဲ့အရေးယူထားသလိုမူရစေဝါတွေကရရှိတဲ့ငွေကြေးအကျိုးမြတ်နဲ့ပိုင်ဆိုင်မှုတွေကိုလည်းပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ဖို့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ပါဆက်လက်အရေးယူဖို့ကြိုးပမ်းနေတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။